အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇက်လန်းလေးတစ်ပုဒ်ကတော့တရေကြီးစီကပတ်စံကိုလောဘတက်တဲ့လူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်အကြောင်းအရင်းစတင်ရင်ပါကျွန်တော်တို့ channel ကို subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့ပြည့်ရခဲ့ကြပါတယ်ဟုတ်ကဲ့အကြောင်းအရင်းစတင်လိုက်အောင်ခလာလို့ခေါ်တဲ့လူလက်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ကငါးရှာဖွေရောင်းချတဲ့အလုပ်နဲ့အသက်မွေးပြီးတော့သူ့ရဲ့သားကိုကြောင်းထားပေးပါတယ်သူ့ရဲ့ဇနီးကွယ်လွန်သွားပြီဖြစ်တဲ့အတွက်သားနှစ်ယောက်ကိုတဦးတည်းသောဖခင်ဖြစ်ပြုစုဆောင်ရှောက်နေရတဲ့သူပေါ့။သားကြီးဖြစ်သူကကြောင်းထွက်ပြီးတော့ကုံရောင်းကုံဝယ်အလုပ်ကိုကူလုပ်နေပေမဲ့သားငယ်ကတော့ကြောင်းတက်ဆဲပါပဲ။ဒီအခြေအနေတွေကြောင့်ခလာရဲ့ဘဝကတော်တော်လေးကိုခက်ခဲပင်ပန်းလာပါတယ်။ညနေခင်းတစ်ခုမှာသူကလဲကွင်းမြေမှာရှိတဲ့ရေအိုင်လေးထဲမှာငါးမြားချိတ်တွေကိုထောင်ထားခဲ့ပြီးတော့ညဘက်မှာပြန်သွားကြည့်ပါတယ်။အရင်ညတွေလိုပါပဲ။အဲ့ဒီမှာပဲသူထောင်ထားတဲ့ငါးမြားချိတ်ကငါးတွေကိုတစုံတစ်ယောက်ကခေါင်းငုံပြီးတော့ဖြုတ်ယူနေတာကိုတွေ့လိုက်ရပါတယ်ဟဲ့ကောင်တခိုးကောင်မင်းဘာလုပ်လဲငါငါးတွေကိုခိုးရတယ်ပေါ့ငါရောင်းဖို့ခိုးတာမဟုတ်ပါဘူးစားဖို့ယူတာပါမင်းငါ့ကိုနည်းနည်းလေးတောင်မကျွေးနိုင်ဘူးလားဟာမရဘူးငါသားကြောင်းတက်ဖို့အတွက်ဒီငါးတွေကိုရောင်းမှရမှာမင်းငါးစားရင်ကိုယ့်ဘာသာကိုသွားရှာလေကွာခလာကဒေါသတကြီးអော်လိုက်တော့အဲ့ဒီလျှို့ဝှက်ဆန်းကျင်တဲ့လူကအနှင်းငယ်လန့်သွားပါတယ်သူမောကြည့်လိုက်တဲ့အခါမှာသူ့မျက်နှာကိုခလာကရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်သူ့ရဲ့နှာခေါင်းပေါက်တွေကနေအလင်းရောင်တွေထွက်နေပါတယ်မျက်လုံးကလည်းနီရဲနေပြီးတော့ခြုံထက်ရှည်လျားတဲ့အဆွဲတွေလည်းရှိပါတယ်သူကခလာကိုကြောက်စရာကောင်းတဲ့အပြုံးနဲ့ပြုံးပြလိုက်ပါတယ်မင်းကတရေလားအေးဟုတ်တယ်အခုငါ့ကိုငါးတွေကောင်းကောင်းခွဲပြီးတော့မလားဒါပေမဲ့ငါးတွေကိုရောင်းရမှာမဟုတ်ရင်ငါသားအတွက်ပတ်စံရှိမှာမဟုတ်ဘူးဒါဆိုရင်မင်းကပတ်စံအရန်လိုချင်နေတာပေါ့ဟုတ်လားငါမင်းကိုပတ်စံပေးမယ်ဆိုရင်ရောမင်းငါအတွက်ငါးတွေအများကြီးရှာပေးနိုင်မလားတရေကမတက်ရက်လိုက်ပါတယ်သူ့ရဲ့အေယာမခန္ဓာကိုယ်ကြီးကိုမြင်လိုက်ရတော့ခလာတယောက်သွေးပြက်မတက်လန့်သွားပါတော့တယ်ဒီလောက်ကြီးမားတဲ့တရေမျိုးကိုသူတခါမှမမြင်ဘူးလေမင်းကဘယ်လိုလုပ်ဒီလောက်ကြီးနေရတာလဲငါမှစွမ်းအားတွေအများကြီးရှိလို့ပေါ့ကွာငါသားလက်လက်ဆက်ဆက်အစားအစာတွေကိုနေရောညပါအများကြီးစားရမယ်ဆိုရင်ဒီထက်တောင်ပိုကြီးလာအောင်ပါပြီးတော့မင်းကိုလည်းရွှေတွေငွေတွေအဆက်မပြတ်ပေးနိုင်တဲ့စွမ်းအားလည်းပိုရှိလာမှာပေါ့မင်းလိုတရေကဘယ်ကနေပတ်စံနေရမှာလဲငါမင်းကိုကန်ကောင်းစေတယ်လေဒီနံပါတ်တွေကိုယူပြီးတော့ကန်ဆန်းကြည့်လိုက်စမ်းပါပေါက်ခဲ့ရင်တော့လက်ဆက်တဲ့ငါးတွေဖားတွေခရူးတွေအစိမ့်လိုက်ဒီလေခွင်းပြင်ကြီးထဲမှာငါ့ကိုလာပြီးပူဇော်ဖို့မမေ့နဲ့တရေကပြောရင်းနဲ့လေခွင်းတစ်ခုလုံးဟိန်းထွက်သွားအောင်အော်ရီလိုက်ပါတော့တယ်ခလာကလည်းအရန်ကြောက်လန့်မိမဲ့စင်ရဲတွင်ကနေလွတ်ချင်စိမ့်နဲ့ငါးရှာတဲ့ဒုက္ခကိုမခံချင်တော့တဲ့အတွက်စွန့်စားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်မကြခင်ပါပဲသူကတရေပေးထားတဲ့နံပါတ်တွေကိုထီထိုးကြည့်တဲ့အခါမှာတော့ထီဆူကြီးပေါက်သွားခဲ့ပါတယ်သူကအရန်ပျော်သွားပြီးတော့တရေကြီးမာလိုက်တဲ့အတိုင်းလှုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်လက်ဆက်တဲ့ငါးတွေဖားတွေခရူးတွေကိုအမြောက်အများဝယ်ယူပြီးတော့ညနဲ့တကောင်ရံမှာလေခွင်းထဲမှာတွားထားပေးလိုက်ပါတယ်ငညီနဲ့ရတာနဲ့တရေကြီးကချက်ချင်းပဲသူ့ရဲ့အေယာမခန္ဓာကိုယ်ကြီးနဲ့ပေါ်လာပါတော့တယ်သူကငါးတွေဖားတွေကိုအရသာခံပြီးတော့တကြွကြွနဲ့ဝါးစားနေပါတော့တယ်ဒါပေမဲ့ဘလောက်ပဲစားစားဘိုင်းမပြေနိုင်ဖြစ်နေပါတယ်ဘာလို့ငါ့ဘိုက်ကမပြေရတာလဲဒီမှာငါးတွေဖားတွေအများကြီးပဲတရွာလုံးကဟာတွေကိုငါဝယ်ခိုင်းပြီးစားနေရတော့ငါမဝသေးဘူးကျွန်တော်လည်းတရွာလုံးကရှိသမျှဟာတွေအကုန်ဝယ်လာတာပါပဲဘာလို့မဝသေးရလဲငါကနေရောညပါစားမှရမှာဒါမှငါဆွမ်းအားတွေကပိုတိုးလာမှာဒါပေမဲ့နေခင်းဘက်ကျတော့အလင်းရောင်ကအရမ်းများတော့ငါခုထင်ပြလို့မရဘူးနေခင်းဘက်အစာရှာဖို့အတွက်တယောက်ယောက်ရဲ့ခန္ဓာကိုယ်တွေကိုငါခိုအောင်နေမှရမယ်ညဘက်ရောက်မှငါသူ့ကိုယ်တွေကထွက်ပြီးတော့ကိုယ်တိုင်အစားရှာစားလို့ရမှာမင်းဆိုလိုတာကဘာမှအထူးဆန်းထင်နေကြမလို့ပါဘူးငါကမင်းရဲ့ခန္ဓာကိုယ်ကိုသုံးပြီးတော့အစားစားမှာပေါ့ကွာဒါပေမဲ့ငါကမင်းကိုကန်ကောင်းအောင်ဆက်လုပ်ပေးနေမှာပဲလေမင်းနဲ့မင်းရဲ့သားသမီးတွေတသက်လုံးချမ်းချမ်းသာသာနေသွားရတော့မှာပေါ့ခလာလေရွေးချယ်စရာမရှိတော့ပါဘူးသူသာညင်းလိုက်ရင်တရေကြီးကသူ့ကိုရောသူ့သားတွေကိုပါဒုက္ခပေးမှတေးကြပါတယ်ဒါကြောင့်ကြကြမာကောင်းနေနဲ့လဲလှယ်ဖို့အတွက်တရေကိုသူ့ရဲ့ခန္ဓာကိုယ်တွေကိုပူးကပ်ခွင့်ပြုလိုက်ရပါတော့တယ်အဲ့ဒီနေ့ကစပြီးတော့ခလာရဲ့အမှုရာတွေပြောင်းလဲသွားပါတယ်နေခင်းဘက်တွေမှာဆိုရင်ကုံရောင်းကုံဝယ်လုပ်တဲ့သူ့သားကြီးကိုလက်ဆက်တဲ့ငါးစိမ့်တွေယာနဲ့ချီပြီးဝယ်ခိုင်းပြီးတော့မြေအိုးကြီးထဲမှာထည့်ခိုင်းထားတတ်ပါတယ်။သားကြီးဖြစ်တဲ့သူကသူ့အဖေဘာကြောင့်ငါးတွေတလောက်အများကြီးတစ်ခါတည်းဝယ်ခိုင်းနေလဲဆိုတာနားမလည်နိုင်ပါဘူး။တနေ့မှာတော့သားကြီးကအตาလေးချောင်းကြည့်လိုက်တဲ့ခါမှာတော့ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတော့တယ်။သူ့အဖေကငါးစိမ့်တွေကိုမြေအိုးပြေးနေအရသာခံပြီးတော့စားနေတာပါပဲ။ညဘက်ဒီမှာကျတော့သူ့အဖေရဲ့ကိုယ်ထဲကနေမီဂိုမဲတွေထွက်လာပြီးတော့အေယာမတရေကြီးဖြစ်ကိုပြောင်းသွားတာကိုတွေ့လိုက်ရပြန်ပါလေ
သူ့အဖေကကံကြမ္မာကောင်းတွေရဖို့အတွက်တရေရဲ့ပူးကတ်ချင်းခံထားရတဲ့ဆိုတဲ့လျှို့ဝှက်ချက်ကိုတိလိုက်ရတဲ့အခါမှာတော့အလွန်ထိတ်လန့်တုန်လှုပ်သွားပါတော့တယ်တရေကသူ့အဖေရဲ့ဝိညာဉ်ကိုလုံးဝမျိုးချသွားမှာဒါမှမဟုတ်နောက်ထပ်ပူးကတ်ဖို့လူရှာခိုင်းမှာကိုသူအယမ်းစိုးရိမ်သွားပါတယ်ဒါနဲ့တားကြီးဖြစ်သူကပညာမှာအစွမ်းထက်တဲ့ပယောဂဆရာတဲ့ဦးစီကိုတွားပြီးတော့အကူအညီတောင်းပါတယ်ပယောဂဆရာကသေးငယ်တဲ့စေးငါးလေးတစ်ကောင်ကိုဖန်ဆင်းပြီးပေးလိုက်ပါတယ်ဒီဖန်ဆင်းထားတဲ့ငါးကိုရေအိုးထဲမှာတွားထည့်ထားလိုက်တရေစားဖို့အတွက်ပဲတာဖြစ်သူကမဆိုင်မတွပဲပယောဂဆရာခိုင်းတဲ့အတိုင်းလုပ်လိုက်ပါတယ်သူ့အဖေခိုင်းထားတဲ့အတိုင်းငါးတွေအများကြီးထပ်ဝယ်လာပြီးတော့စေးငါးရုပ်ကိုပါရောထည့်လိုက်ပါတော့တယ်သူနဲ့ပယောဂဆရာကတော့အိမ်ထဲမှာပုံပြီးတော့အချိန်တွေကိုစောင့်ကြည့်နေကြပါတယ်ခလာရဲ့ကိုယ်ထဲမှာပူကတ်နေတယ်တရေကမဆောင်ဆိုင်တော့ပဲနဲ့ငါးတွေကိုအရသာခံပြီးတော့အာရပါရစားချလိုက်ပါတော့တယ်စေးငါးအလှည့်ကိုရောက်တဲ့ခါမှာတော့တရေကအဲ့ဒီငါးကိုလည်းမျိုးချလိုက်ပါတယ်ရုတ်တရက်ပဲငါးရိုးဆူးသလိုလေပင်မှာတစ်ဆုပ်ပြီးတော့သူလဲကျသွားပါတယ်အသက်ထွက်တော့မလို့ခံစားလိုက်ရပါတယ်တရေရဲ့ဝိညာဉ်ကခလာရဲ့ခန္ဓာကိုယ်တွေကနေချက်ချင်းလွှင့်ထွက်သွားပါတယ်သူ့ရဲ့လေပင်တစ်ဝိုက်ကမီးတွေလောင်ကျွမ်းနေတယ်လို့หนีရဲနေပြီးတော့အဆက်မပြတ်ပူလောင်နေပါတော့တယ်ဒါဘယ်လိုဖြစ်တာလဲဘယ်ကောင်ငါ့ကိုဒုက္ခပေးဖို့ကြံတာလဲမင်းကအရန်စင်းလဲလုံးတယ်လေစင်းရဲသားတွေကိုကံကြမ္မာကောင်းနေနဲ့လာမြားတယ်တကယ်တော့ဒါကဒုက္ခတွေပေးနေတာပဲသူကိုယ်တိုင်ကချမ်းသာချင်တာကိုအလုံးမလုံးချင်ဘူးလေငါကကံကောင်းအောင်လုပ်ပေးတာဘာဖြစ်လဲအဲ့ဒါနဲ့ပယောဂဆရာကလည်းဒါပေမဲ့မင်းကလည်းအပြန်အလှန်အကျိုးမြတ်လို့ချင်တာပဲလေမင်းကိုယ်တိုင်ကစွမ်းအားကြီးတဲ့တရေဖြစ်ချင်လို့မလားမတတ်နိုင်ဘူးမင်းလည်းလောဘကြီးတာပဲငါအစိမ့်နေစားချင်စိတ်များပြီးတော့ရှေ့နောက်တော့မကြည့်တော့ဘူးဒါကငါဖန်တီးထားတဲ့ဆေးငါကွာဘာဆေးငါဟုတ်လားရုံးမာလိုက်တဲ့ပယောဂဆရာတရေကြီးကဒေါသတကြီးခြေဆောင်ပြီးတော့ပယောဂဆရာကိုနင်းချေဖို့ပြေးဝင်လာပါတော့တယ်ဒါပေမဲ့သူ့လေဘေးမှာစူးနေတယ်ဆေးငါရဲ့အစွမ်းကြောင့်သူ့ရဲ့ဝိညာဉ်ကတဖြည်းဖြည်းနဲ့ပျက်စီးလာပါတော့တယ်သူကပူလောင်ပြီးတော့အားနေလာကလမ်းတောင်မရှောင်နိုင်တော့ပါဘူးသူ့ရဲ့ခန္ဓာကိုယ်ကဆေးငါကြောင့်တဖြည်းဖြည်းကျုံဝင်သေးငယ်သွားပြီးတော့နောက်ဆုံးမှာတော့တရေကြီးကမြေပေါ်ကိုလဲကျပြီးသူ့ရဲ့ခန္ဓာကိုယ်ကလည်းမျက်စိတစ်မိတ်အတွင်းကြေမွားပြောက်ကွယ်သွားပါတော့တယ်ပယောဂဆရာကလက်အုပ်ချီပြီးတော့ဂါထာမန္တန်တွေကိုရွတ်ဆိုပြီးတော့လက်ဝါးကိုဖြတ်လိုက်ပါတယ်သေးငယ်တဲ့ဆေးငါလေးကသူ့ရဲ့လက်ဝါးတွေကိုပြန်ရောက်လာပါတော့တယ်ဟာဆရာကြီးဒီပညာတွေကိုဘယ်ကသင်လာတာလဲဗျတားကြီးကအဲ့လိုမေးလိုက်တော့ပယောဂဆရာကမင်းဒါတွေသိဖို့မလိုပါဘူးဒီလိုပညာရက်တွေမျိုးဆိုတာလွယ်လွယ်နဲ့မပြောပြတတ်ကြဘူးမင်းသိကျင်နေဆိုရင်အရင်ဆုံးကိုလူကောင်းတစ်ယောက်ဖြစ်အောင်အကျင့်တီလာရှိတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားလိမ့်မယ်အဲ့ဒီချိန်မှာပဲခလာတစ်ယောက်သတိပြန်လာပါတယ်သူ့သားကသူ့ကိုထူပေးရင်းနဲ့ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကိုပြောပြလိုက်ပါတယ်ခလာကလောဘကြီးပြီးတော့ချမ်းသာခြင်းနဲ့စိတ်ကြောင့်တရေစီကလက်လာပါကိုလက်ခံပြီးတဲ့အတွက်အလွန်မင်းတောင်တရသွားပါတယ်ဒါတွေကဒုက္ခတွေဖြစ်ပြီးတော့ရလာမယ့်အရာနဲ့ဆုံးရှုံးရတဲ့အရာတွေကမတန်ဘူးဆိုတာသဘောပေါက်သွားပါတော့တယ်ကံမကောင်းရင်သူ့ရဲ့ဝိညာဉ်ကိုပါတရေစီမှာဆုံးရှုံးရပြီးတော့တန်ပေါင်းများစွာချမ်းသာနေရင်တောင်သူနဲ့သူ့မိသားစုဘယ်တော့မှပျော်ရွှင်နိုင်မှာမဟုတ်ဘူးလေအဲ့ဒီနေ့ကစပြီးတော့ခလာကတရေစီကရခဲ့တဲ့ငွေတွေကိုတဖြည်းဖြည်းနဲ့အလှူဒန်းတွေလုပ်စင်းရဲသားတွေကိုဝင်ငါးတွေဖားတွေကိုအသက်ကယ်ဖို့ဘေးမဲ့ပေးခဲ့ပါတယ်ဒီလိုကောင်းမှုတွေကြောင့်သူ့ရဲ့ဘဝကလည်းတဖြည်းဖြည်းတိုးတက်ကောင်းမွန်လာပါတယ်သူ့သားကြီးရဲ့ကုန်သွယ်ရေးလုပ်ငန်းကလည်းအဆင်ပြေလာပါတယ်သူကိုယ်တိုင်ကလည်းငါးရှာတဲ့အလုပ်ကနေတခြားအလုပ်ကိုပြောင်းလဲလုပ်ကိုင်လာနိုင်မှာတော့တယ်တင်သားဆိုရင်ရောတရေစီကလက်လာပါဘူးလက်ခံရပါမလားအောက်မှာကွန်မန့်လေးတွေမှန်သွားခဲ့ပြီပါဦးဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီစဉ်ဆက်နေမှုကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျာကျွန်တော်တို့စီစဉ်ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြတ်တဲ့ရခံချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်